3ရက်အေးနင်းစကားကိုနင်းတီးနော်ငါ3ရက်ပြည့်လို့လာတောင်းလို့မှနင်းတို့မပေးနိုင်ဘူးဆိုလို့ရှိရင်နင်းတို့မိသားစုတွေအိမ်မွားစင်းဒီကြက်မပြည့်မပြည့်စကားပြောတော့သူရရအိုးရရဟိုင်းရမလားရမ်းလို့ပါတော့ဟိုင်းကြီးလားလာဘူးညာအိမ်ထဲဝင်ရနော်ဒီမှာကိုရှိတဲ့ဒီမှာတူနေကြတာဟုတ်ကိုမရောဂါတဲ့အမေမတန်မဆောင်အကူကြီးရောတိုးတိုးနဲ့တာဝန်ရှိတယ်တကယ်လို့နှင်းစီနေပုံနဲ့လက်ထပ်လိုက်တာကိုအကူကြီးနဲ့အမေဘယ်သူမှလုပ်ကြည့်မှာလဲကိုကိုပြောလိုက်လေအဲ့ဒါကြီးကိုနဲ့နှင်းစီနဲ့ချစ်သူလေးဖြစ်နေတာ3နှစ်3မိုးတောင်ရှိနေပြီကိုရဲ့ဒါမဲ့ကိုမိသားစုတောင်းဝင်ထမ်းနေရတယ်ဆိုတော့နှင်းစီသိပါလေနဲ့နေ့စီကကိုနဲ့တူအမြင်တော့အတူနေစင်တာတော့တည်တယ်။နှင်းစီရဲ့ကိုကလေမိသားစုရဲ့တောင်းတဘိုးတည်းထိုင်းရနေရတယ်။ဒါကြောင့်ကိုရဲ့ဘဝမှာချစ်ဆိုတာသူရနေရတာနော်။ကိုလေနှင်းစီဦးလေးရှိတဲ့နေရာမှာအလုပ်ပြောပြီးမယ်နော်။တကယ်ပြောရရင်နှင်းစီလည်းအလုပ်လုပ်မယ်လေကိုနဲ့နှင်းစီနဲ့အတူတူလုပ်မယ်နော်။ဟိုလေကိုအလုပ်တွေလုပ်လို့အဆင်ပြေတယ်စီးပွားရေးအဆင်ပြေတဲ့ခါကျရင်နှင်းစီနဲ့ကိုနဲ့လက်ထပ်ကြမယ်နော်အဲ့ဒါကိုတို့လည်းစီးပွားရေးနော်ရောက်လာကြပြီလားဟုတ်တယ်နေပြီဦးလေးဆောင်တယ်ဦးလေးမေးတာတော့ကိုတို့သိချပြီနော်ဦးလေးအနေနဲ့တော့သာကြည့်သိချပါနဲ့သိချလို့ရနော်လောက်ရောက်ရေးကြည့်တယ်ဒီအဲ့ဒါလောက်ဟေးကိုယ်ကတော့ဟုတ်ပြီဟုတ်ပြီငါပြောရတယ်ကြားလားနည်းစီပြောပြလို့ဘယ်လိုပြောတော့လုံးတယ်ဆိုတာဒီစားရှိလို့ဟုတ်ကဲ့ပါဗျာကျွန်တော်ကအလုပ်ကိုရိုးရိုးသားသားကြိုးစားတယ်လုံးပါမယ်ဦးလေးပြီးအဲ့ဒါဆိုရင်အလုပ်ဝင်လို့ရပြီဒါနဲ့မင်းတို့ကဒီတစ်ဖြစ်နေတော့မင်းတို့ကိုဥဆောင်လာကနင်းစီအဲ့တော့နင်းစီကရှေ့ကဥဆောင်ရင်မင်းတို့ကတော့လိုက်လို့ကြားလားဦးလေးကျွန်တော်ကဘာလို့လုပ်ပါလဲဘာကိစ္စမှကျွန်တော်မသိဘူးမင်းမေးတော့ငါမဖြစ်တယ်ငါမေးတော့ခါတော့ပဲသိလားဟုတ်ရဲ့ဦးလေးကျွန်တော်ကြားမှုပါတယ်ခေါ်ရတူခိုင်းတာလို့ခံမပြောနေတယ်ဟုတ်လားဟင်းလို့ကြောက်တယ်နေပြီဟုတ်ကဲ့အလုပ်ကိုမနေ့ကစားမယ်မင်းတို့ကရှိ8နာရီရောက်လာဟုတ်လားဟုတ်ကဲ့နော်
နေတာလဲအိမ်ရှောက်ကိုဖက်ကစားမအောင်ညီတို့ပတ်စံပဲကိုချိန်ထား3ရက်ပြည့်နေပြီတော့အခုဒီပတ်စံကိုလာမပေးသေးဘူးလားမပေးနိုင်လို့အိမ်မွားနဲ့ဆေးရမင်းအောင်ဝဲထားမအိမ်ရလဲကလိန်ကကြစ်ပါလို့တဲ့လူကလည်းကလိန်ကကြစ်ပဲဟမ်ပတ်စံလာပေးခုလာပေးခင်ကြီးတကြီးကရှိတယ်ခုပြောလာလေ တော်ဘာလဲကျတော့ဦးကြီးဘာလာပြောတာ ဘာလာပြောရမှာလဲနင်တို့ငါ့ကိုပတ်စံပေးဖို့3ရက်ချိန်ထားတာဒီနေ့ပြည့်ပြီလေမပေးနိုင်အိမ်မွားနဲ့ဆေးရမင်းနားလဲလား3ရက်တော်ကြီးနေတော့မဝင်သေးဘူးပတ်စံရောက်လာဟုတ်လားပတ်စံသိနောက်လာတော့မှကြိုပေးထားမောင်လေးပိုင်ရေဟိုဒေါ်လေးရလေဟိုပတ်စံခတောင်းတာမဟုတ်ပါဘူးကွဟိုလမ်းကြုံလို့လေမင်းလာတာပါဒါနဲ့မောင်လေးပိုင်ဟိုဒေါ်လေးတစ်ခုလောက်မေးတင်တာရပါမယ်လေကြီးဟို3ရက်နဲ့ဒီလိုပတ်စံ3သိန်းရတယ်ဆိုတော့လေဟိုကျောင်းပေါက်လို့လာနော်ဟိုဒါမှမဟုတ်ဟိုဟောက်လာတော်ကြီးဒါတော်ကြီးကိစ္စမို့ကျွန်တော်တို့ရဲ့ကိုယ်ကိုယ်တာကိစ္စတော်ကြီးပတ်စံရပြီပြန်มาတော့တော်လေးကလည်းတိတ်နေကောင်းလားပတ်စံရပြီအေးပါဟဲ့ငါသိချင်လို့မေးတဲ့ဥစ္စာမပြောချင်လည်းနေပေါ့ဟဲ့ငါလေပတ်စံရပြီဆိုတော့ပြီးရောပြန်တော့မယ်你ပြောတယ်ဒုက္ခိဆောင်ဘာလို့လျောက်လို့စင်ပြီးတော့ဘာမပြေစရာရှိလို့လေကွာဒီချိန်မှာအလုပ်လေးတစ်ခုရရပဲငါကျေးဇူးတင်ရမှာဘာဖြစ်လို့လဲဆိုတော့ဘက်မှာယောဂတဲ့အမေကြီးနဲ့တခုရတဲ့အကိုကြီးကိုလှုပ်ကျွေးရတောင်းဝဲကြီးရမင်းလည်းသိရတာနဲ့ကွာမင်းမိသားစုရဲ့အကြောင်းကငါနားတယ်ဒါပေမဲ့မင်းသိချက်ပြန်စဉ်းစားကြည့်ခင်းစီကိုငါတို့တော့လှုပ်ရှာရနေရငါတို့ဘာမှမသိလို့ငွေတွေပေးလိုက်အဲ့ဒါကိုငါစိတ်ကတမျိုးဖြစ်နေတာတကယ်ရလူစုနဲ့တူလက်တွဲဆိုတာသူကြီးနဲ့လက်တွဲငါနဲ့နေပြီလေသုံးနဲ့သုံးဖို့ချစ်ကြိုက်ကြတာပါငါသူ့ကိုယုံကြည်ငါဘယ်လောက်ထိယုံကြည်တယ်လို့ငါရဲ့ဘဝလက်တော့သူ့ငါရေးချက်ထားတာအဲ့အတွက်ကြောင့်မလို့နှင်းသိပြီငါနင့်နာပဲလုံလို့တော့သူငါ့လောက်ခိုင်းမှာမဟုတ်ပါဘူးကွာဟုတ်တယ်ပါတမီးကျွန်တော်နေရာချစ်သူတွေဖြစ်နေတယ်ငါလည်းသိတယ်ဒီနှင်းစီကလည်းမင်းပေါ်မှာနင့်နာရှင်နဲ့အတူတူသူခိုင်းမှာမဟုတ်အဲ့တော့မကြီးဒါမှတကယ်ရငါမင်းတို့စိုးနေတယ်မင်းရဲ့စိတ်ထဲမှာမတင်မကျရှင်းရှိတယ်ချော့ချလိုက်တယ်တကယ်ငါတို့နဲ့တော့နှင်းစီကိုယုံကြည်ပြီးတော့ဒီလို့နှစ်ယောက်လက်တွဲပြီးတော့လုံးကြမှာဟုတ်တယ်ဟိုအိမ်နာကလေကြိုတောင်းပေးလိုက်တယ်ပတ်စံ3သိန်းပေးလိုက်တယ်ဘာတွေလုပ်နေလဲမသိဘူးအဲ့ဒါသိလားကျွန်တော်လည်းသူ့ကိုလို့ကြည့်ဘုံပုံစားရေးဝင်ရတာတော်တော်ကြောင်းနေတာဘယ်လိုကောင်းကောင်းနေပါလေရနေပါလိမ့်တယ်ကြည့်ရအလုံးကောင်းတစ်ခုရသွားနေမှာကောင်းပါတယ်ဟာဝမ်းတာဖာလည်းအဆင်ပြေတော့တယ်သူ့မေကြီးပန်းလာတယ်ဖြစ်နေတာလေးစိတ်ကူးလို့ရတာဟောဟိုငါလည်းအိမ်ရှိမှာသွားပြီးတော့အော်ပြီးတောင်းစရာမလိုတော့ဘူးပေါ့ဟဲ့ပတ်စံဟောဟဲ့ဒီကဘယ်ပြန်လဲဟိုကညီလေးတွေဂျူးသွားဝယ်လာဟာအဲ့ဒါသွားမယ်နော်ဟုတ်မ
ညဝမ်းတာတယ်ကွာမင်းတို့အဲ့လိုအောင်မြင်လာတာကိုငါချိန်နေတယ်အဲ့တော့မင်းတို့အားလုံးဒီကပျော်ဖို့အတွက်ဒီဘယ်လိုသုံးနေပြီလဲ ဘာဖြစ်ကြနေ ဟာပေးပါဗောဟာဒီညာညာကြဟုတ်ပြီနော်အေးကဲသူစားတော့ ရ